မင်းဟာလိမ့်လေသူမဟုတ်ဘူးကြိုးစားပေမဲ့လိမ့်နေသလိုခံစားနေရလားမင်းမထိုက်တန်ဘူးဆိုတဲ့အတွေးစိတ်ကိုတိတ်စေပြီးမင်းရဲ့တန်ဖိုးကိုရှာဖွေလိုက်ပါအောင်မြင်မှာကြောက်နေတာလား Imposter syndrome ဆိုတာကိုရထားတဲ့အောင်မြင်မှုတွေကိုမထိုက်တန်ဘူးလို့ခံစားရတဲ့စိတ်အခြေအနေတစ်မျိုးပါကိုတန်တရားဝင်ပြီးစိုးရိမ်နေတတ်ပါတယ်ပြည့်စုံလို့မှုနှိုင်းရှင်မှုကိုတန်တရားဝင်မှုမဖြစ်နိုင်တဲ့စံနှုန်းတွေအဆုံးမရှိနှိုင်းရှင်မှုတွေအပြစ်တင်တန်တွေဟာချိုးယွင်းချက်မဟုတ်ဘူးပြုပြင်လို့ရတဲ့အလေးကျင့်တွေပဲစိတ်ထဲကအပြစ်တင်တန်တရားဝင်ရင်ကဒါအမှန်လားမေးအောင်မြင်မှုပြန်ကြည့်တငယ်ချင်းလို့ကိုပြောပြည့်စုံတာထက်တိုးတက်တာအဓိကသတိရှိမှုမှတ်တမ်းရေးခြင်းအကူအညီသတိရှိမှုနဲ့မှတ်တမ်းရေးတာတွေလိုကိရိယာတွေကပြစ္ဆုတ်ပံမှာတင့်ကိုမြဲမြံစေတဲ့တစ်ခါတလေအကူအညီတောင်းတာဟာအားနည်းချက်မဟုတ်ဘူးဒါဟာရဲရင်ခြင်းပဲတင့်ရဲ့ထူးခြားမှုကတင့်ရဲ့အားသာချက်ပဲပြည့်စုံဖို့မလို့ကိုယ်တိုင်ဖြစ်ပါကို့အကြောင်းလက်ခံအားသာချက်မြင့်တင်ရောက်တဲ့နေရာရောက်နေပြီအောင်မြင်ဖို့အစင်သင့်လားအတွင်းဝေဖန်တန်ကိုအပီးတိုင်တိတ်ဆိတ်စေဖို့အစင်သင့်ရင်ခါမန်မှာအစင်သင့်လို့ရေးခဲ့ပါ